လူတွေနဲ့အရန်ဟူဝေးတဲ့ပင်လယ်ပြကြီးထဲမှာတော့သိပ္ပံယူတွေရဲ့စမ်းသပ်ခန်းကြီးတစ်ခုကိုစောင့်လုပ်ထားပါတယ်။သိပ္ပံယူကာအိုတို့ကတော့ဘာမှမသိတဲ့အစိမ်းရောင်ဖော်မြူလာအရေးတွေကိုဆက်လက်တန်ကြီးနဲ့ထိန်းချုပ်ပြီးတစ်ခုခုကိုတီထွင်နေခဲ့ပါတယ်။သူ့မျက်နှာကတော့တော်တော်လေးကိုယုံကြည်မှုရှိနေတယ်လို့ပါပဲ။အရာအလုံးကွက်တိဖြစ်သွားတဲ့ခါမှာတော့ကာအိုကစမ်းသပ်မှုတွေစတင်ဖို့ခလုတ်ကိုကောက်နှိပ်လိုက်ပါတယ်။ကြောင်ကာအိုရောင်းရပြီလားကွာ။ပေးကြတာပေါ့ကွာ။ကာအိုပါကွာမပိုင်ခွေးတော့လိုက်မြိုက်ဘူးကွာ။ဒီနောက်မှာတော့သူတို့စမ်းသပ်နေတာကတခြားမဟုတ်ပဲအရန်ကိုကြီးမားတဲ့မက်ကာလွန်တန်ငမန်းကြီးတစ်ကောင်စမ်းသပ်နေတာဖြစ်ပါတယ်။ကာအိုကသူဖော်ဆက်ထားတဲ့အစိမ်းရောင်ရည်တွေနဲ့မက်ကာလွန်တန်ငမန်းကြီးရဲ့ခန္ဓာကိုယ်ထဲကိုထိုးဆိုင်ပစ်လိုက်ပါတယ်။အဲ့ဒီလိုထိုးဆိုင်တာကိုခံလိုက်ရတဲ့ငမန်းကြီးကတော့အယောင်တွေတောက်လာပါတယ်။သူဟာသိမကြခင်မှတင်အသက်ဝင်လာတော့မှာပါ။သူ့ရဲ့သွားတွေကလည်းအရန်ကိုချွန်ထက်နေတာဖြစ်ပြီးဒီကောင်ကြီးကအရန်ကိုရက်ဆက်တဲ့ကောင်ကြီးဖြစ်လာမှာပါ။အခုတော့အစိမ်းရောင်ဖော်မြူလာအရေးတွေအကုန်လုံးတီးရဲ့မက်ကာလွန်တန်ငမန်းကြီးတဲ့ကိုထိုးသွင်းလို့ပြီးသွားပါပြီ။ဟာငါရဲ့အိမ်မက်တွေဖြစ်လာတော့မယ်ကွာဒါပဲလေဒါပဲဒါပေမဲ့ရုတ်တရက်မက်ကာလွန်တန်ကြီးရဲ့နှလုံးခုန်တန်တွေငြိမ်သက်သွားခဲ့ပါတယ်။ကြောင်ကာအိုဘလို့ဖြစ်တာလဲ။စောင့်အောင်မလို့စမ်းပါနဲ့ကွာမကြပါဘူးမက်ကာလွန်တန်လည်းပုံမှန်အတိုင်းပြန်ဖြစ်လာပါတယ်ပြီးတော့အသက်လည်းဝင်လာပြီးခေါင်းကြီးကလှုပ်ရှားနေပါပြီဟိုးတော်သေးတယ်ကွာငါတို့ရဲ့ project အောင်မြင်ပြီထင်တယ်မက်ကာလွန်တန်ငမန်းကြီးကပိုလှုပ်လာပါတယ်အထက်ကသိပ္ပံယူတဲ့အကုန်လုံးကတော့ဘူးမသိဘာမသိနဲ့ရှဲပြောနေကြတာပေါ့ကောင်းတယ်မက်ကာလွန်တန်ကိုထိန်းချုပ်ထားတာဖယ်လိုက်တော့ကွာမကြပါဘူးမက်ကာလွန်တန်ကိုထိန်းချုပ်ထားတဲ့ဆက်လက်တန်တွေကမက်ကာလွန်တန်ငမန်းကြီးကိုလွှတ်လိုက်ပါတယ်ငမန်းကြီးကလည်းသူ့ဘာသာသူရေထဲမှာကူးခတ်နေပါပြီကောင်းဆောင် boss ကတော့အရန်ကိုကျေနပ်နေရပါငမန်းကြီးကတော့အရန်ကိုချွန်ထက်နေတဲ့သွားတွေကြောင့်တော်တော်လေးကိုကြောက်စရာကောင်းနေပါပြီပြီးတော့ဒီကောင်ကြီးကသိပ္ပံယူတွေထင်ထားသလိုအထိန်ချုပ်ခံရတာမဟုတ်ပါဘူးငမန်းကြီးကသူ့ဘာသာသူလှုပ်ရှားနေပြီးအခုဆိုရင်ရေအောက်စမ်းသက်ခန်းကြီးကိုဖောက်ခွဲဖျက်ဆီးပစ်ဖို့စတင်ကြိုးစားနေပါပြီသူ့ရဲ့အားကလည်းအရန်ကိုကောင်းတာမလို့အခုဆိုအလမ်တန်တွေတောင်စတင်မြည်လာပါပြီအထက်ကသိပ္ပံယူတွေလည်းလန့်ကုန်ပါလေရောကြောင်တွေဘာလုပ်နေရလဲသွားကြည့်ကြလေကွာသိပ္ပံယူတွေလည်းဘာဖြစ်လဲဆိုတာကိုသိချသိရဖို့ပြေးထွက်သွားခဲ့တယ်ဒါပေမဲ့တချို့သိပ္ပံယူတွေကတော့အခုချိန်นี้ရှောင်းနေလို့ကောင်းနေတော့မှကီးပုတ်တွေကိုတတောက်တောက်နဲ့နှိမ့်နေတော့မှပဲသိပ္ပံစမ်းသပ်ခန်းကရေအောက်ထဲမှာဖြစ်နေတာမလို့မကာလွန်နန်ကြီးအတွက်တော့အကောင်းဆုံးသားကောင်ပါပဲကြောင်တွေဒီမှာရှိုးအောင်ကွာမင်းအဖိုးကငါတို့ရဲ့စမ်းသပ်ခန်းဖောက်တော့မယ်ဟာလောက်ကြအောင်ဟာဟုတ်သားပဲဒီကောင်ကြီးကိုထိန်းချုပ်လို့မရတော့ဘူးဗျဒီကောင်ကြီးကသူ့ဘာသာသူသွားနေတာဗျပေပါပြီဗျမကာလွန်တန်ငမန်းကြီးကတော့စမ်းသပ်ခန်းမှန်တွေနာကိုအရန်ကြီးကတ်လာနေပြီအထက်ကသိပ္ပံယူတွေလည်းလန့်နေပါပြီအခုမှဘာလို့ဘာကန်ရမှန်းမသိပဲမြမလိုကြီးတွေရက်ကြည့်နေကြပါတယ်ငမန်းကြီးကတော့သူ့ကောင်ကြီးနဲ့ရှဲတိုက်ပြီးရှဲခွဲနေတာပါကြောင်တွေတခုခုလောက်ကြအောင်လေကွာကျွန်တော်တို့လည်းမလောက်တတ်ဘူးဗျပေပြီဆရာပဲရုတ်တရက်မကာလွန်တန်ငမန်းကြီးကခေါင်းနဲ့ဆက်မတိုက်တော့ပဲတခြားနေရာကိုထွက်သွားပါတော့တယ်သိပ္ပံယူတွေအကုန်လုံးလဲဝမ်းသာသွားတာပေါ့ဒါပေမဲ့ဝမ်းမသာစရာကတော့မှန်ကြီးတွေအပ်သွားတာပါအခုတော့သိပ္ပံယူတွေလည်းမျက်လုံးတွေပါပြူးကုန်ပါပြီမကြပါဘူးမှန်ကြီးကွဲသွားတာမလို့အကုန်လုံးရှည်တဲ့ရောက်ကုန်ပါတော့တယ်ဒါပေမဲ့နေရနဲ့ကတ်နေတဲ့သိပ္ပံယူတယောက်ကတော့မကာလွန်တန်ငမန်းကြီးကိုတီတိုင်းကြီးကြည့်နေပါတယ်အတော်ကြာမှသူလည်းထွက်ပြေးသွားတာပါအထဲမှာဝေါ်ကြီးတစ်ခုကထားတာမလို့မကာလွန်နန်ကြီးလည်းအထဲကိုလိုက်ဝင်မရဘူးဖြစ်နေပါတယ်တာကိုတီးတဲ့သိပ္ပံယူကလည်းမကာလွန်နန်ကြီးကိုတစ်ခါပြန်ကြည့်နေပါတယ်ဒါပေမဲ့တာကြီးကိုလည်းတိတ်မကြခင်မှတင်ငမန်းကြီးကဖောက်ခွဲပြစ်မှာပါသိပ္ပံယူတွေကတော့ကန်ကောင်းသွားပြီးစမ်းသက်ခန်းအပေါ်ဘက်ကိုပြန်တက်လာနိုင်ခဲ့ပါတယ်အောက်ထက်ကမှန်တွေနဲ့လှုပ်ထားတဲ့စမ်းသက်ခန်းကတော့မကာလွန်တန်လက်ချက်ကြောင့်ပျက်စီးသွားပါပြီကြောင်တွေငါတို့လွတ်တာတော့လွတ်ပြီကွာဒါပေမဲ့အဲ့ဒီကောင်ကြီးကအပေါ်တက်လာမှငါသိတယ်သူပြောတဲ့အတိုင်းပါပဲမကာလွန်တန်ငမန်းကြီးကသိပ္ပံယူတွေရဲ့စမ်းသပ်ခန်းကိုခုံကျော်ပြီးတခြားနေရာကိုထွက်သွားခဲ့ပါတယ်ဟာငမန်းကြီးထွက်သွားပြီကွာဒုက္ခပါပဲကွာနွေရာသီဖြစ်တာမလို့ဆာကူရာကမ်းခြေမှာတော့လူတွေအများကြီးရေလာကူးနေခဲ့ပါတယ်ဟာလူတွေအများကြီးနော်ပျော်စရာကောင်းလိုက်တာကမ်းခြေနားမှာကလေးတွေလည်းပြေးလွှာဆော့ကစားနေကြပါတယ်ဒါပေမဲ့သူတို့အတွက်အိမ်မက်စိုးကောင်ကြီးမကာလွန်တန်လည်းရောက်လာနေပါပြီအစပိုင်းမှာတော့ဘယ်သူမှတတိမထားမိလိုက်ပေမဲ့ကောင်လေးတယောက်ကတော့မကာလွန်တန်ရဲ့စူးတောင်ကြောရိုးကြီးကိုမြင်လိုက်ပါတယ် Oh shit ငမန်းကြီးဟာသေးစမ်းပြောလို့တော့မဆုံးသေးပါဘူးမကာလွန်တန်ငမန်းကြီးကလူအများကြီးကိုကိုက်စားပြစ်လိုက်ပါတယ်ဟာ
လူသားစားငမန်းကြီးဟာလူသားစားမက်ကလွန်တန်ဟေးပြေးကြဟေးပြေးကြ ရေကူးနေတဲ့လူတွေအများကြီးလဲကုန်းပေါ်ကိုပြေးကြပါလေရောဒါပေမဲ့လည်းနောက်ဆုံးမှကြံနေတဲ့လူတချို့ကတော့မက်ကလွန်တန်ငမန်းကြီးရဲ့အစာဖြစ်သွားခဲ့ပါတယ်ကုန်းပေါ်ရောက်သွားတဲ့သူတွေကအေးစေးရက်ကြည့်နိုင်ပေမဲ့ရေထဲမှာပဲရှိနေတဲ့သူတွေကတော့အသက်လူပြီးကူးနေရပါတယ်မက်ကလွန်တန်ကတော့စွမ်းအားအပြည့်နဲ့ဖြစ်နေတာမလို့လူတွေကိုအေးအေးဆေးဆေးစားနေခဲ့ပါတယ် ပြေးကြဟေးပြေးကြငမန်းကကုန်းပေါ်ပါတက်မှလားမသိဘူးဟာ လူတွေလည်းထပ်ပြေးပါလေရောငမန်းကြီးရဲ့အားကလည်းအရင်ကောင်းတာမလို့ပစ္စည်းတွေကိုဖျက်ဆီးဖို့အတွက်စက္ကန့်ပိုင်းမှာပဲဒီအချိန်မှာပဲဟယ်လီကော်ပတာတစ်စင်းရောက်လာပါတယ်သူတို့ကတော့ကမ်းခြေမှာတောင်းကျမ်းနေတဲ့တရက်မက်ကလွန်တန်ငမန်းကြီးကိုဒီထုတ်ဖို့လာခဲ့တာဖြစ်ပါတယ်အရင်ဆုံးစက်တနက်ကြီးတွေနဲ့ပြစ်ပေမဲ့မက်ကလွန်တန်ငမန်းကြီးကဘာဆိုဘာမှဖြစ်မသွားပါဘူးဒါပေမဲ့သူကလူတွေကိုလိုက်မစားတော့ပဲရေအောက်ထဲကိုငှုတ်သွားပါတယ် ဟိုကောင်ကြီးခြေထဲကိုပြန်ဆင်းသွားပြီကွာဘလို့လုပ်မလဲ ဘလို့လုံးရမှာလဲကွာလိုက်ရှာရမှာပဲ ဒါတွေကိုမသိတဲ့လူတယောက်ကတော့ပင်လယ်မှာငားများလို့ကောင်းနေတော့မှမက်ကလွန်နဲ့ငမန်းကြီးကတော့ကမ်းခြေမှာခြေနေမကောင်းလို့ပင်လယ်ထဲမှာတားကောင်ရှာတာပါငားများနေတဲ့လူကတော့မက်ကလွန်တန်ငမန်းကြီးကိုမြင်ုံပဲမြင်လိုက်ရတာပါကြိုက်စားတော့တာကအားလို့တောင်အော်ချိန်မရလိုက်ပါဘူးမက်ကလွန်နဲ့ငမန်းကြီးရေပေါ်ပြန်တက်လာတာမလို့အချက်ပြရေဒါမှာအလန်းတန်တွေထွက်လာပါတယ်ဟိုကောင်ကဟိုဘက်မှာတောင်းကျနေတာကွာ let's go အထူးတပ်သားတွေလည်းဆက်တနက်ကြီးနဲ့ထပ်ပစ်ပါတယ်မက်ကလွန်တန်ငမန်းကြီးကတော့ရှေးအောက်ကိုပြန်ငုတ်သွားပါတယ် ရှစ်ပဲကွာဒီတောက်ယူကြီးကရေအောက်ကိုဆင်းသွားပြန်ပြီ ။ဒါပေမဲ့မက်ကလွန်တန်ငမန်းကြီးဟာသူတို့ထင်တယ်လို့ပေါ်တော်တော်မဟုတ်ပါဘူး။သူကဟယ်လီကော်ပတာကိုပါကိုက်စားဖို့ကြံနေရပါမကြပါဘူး။ငမန်းကြီးကအရှင်ပြင်းပြင်းနဲ့အပေါ်တက်လာပါတယ်။ငမန်းကြီးတက်လာတာကိုမြင်လိုက်ရတော့ ဟာဟိုမှာငမန်းကြီးဟာငမန်းကြီးတက်လာဟေး ပြောနေတော့မှပဲငမန်းကြီးကဟယ်လီကော်ပတာကြီးကိုကိုက်စားပစ်လိုက်ပါတယ်။ငမန်းကြီးပွဲကျနေတာမလို့ရေငုပ်စစ်သမောတွေလည်းငမန်းကြီးရှိတဲ့နေရာကိုတိသွားပါတယ် ဟာဟာငါရဲ့ရေဒါထဲမှာမင်းပေါ်လာပြီကွာတေမယ်ရော့ ။ဒါပေမဲ့လည်းငမန်းကြီးကလှလှပပပဲရှောင်သွားတာပါ။ ဘလို့ကြီးလဲဒီငမန်းရှောင်းတက်တယ်ဟာ အခုတော့ငမန်းကြီးကရေငုပ်စစ်သင်္ဘောကြီးကိုပါဖျက်ဆီးနေပါပြီ။အလန်းတန်တွေလည်းစူညံသွားပါလေရော။တောက်ပိုင်ပဲဟေးပြန်ထိမ့်မရမယ်။ကံကောင်းသွားတာကတော့တခြားဆူဆူရွရွဘာမှဖြစ်မသွားတာပါ တောက်ငမန်းမင်းကမင်းကိုမင်းဟောက်နေပြီပေါ့လေတွေ့ပြီငါနဲ့မင်းနဲ့ငါတွေ့ပြီပေါ့ကွာ ။အထူးတက်သားလည်းငမန်းကိုနောက်ကနေလိုက်ပစ်နေတာပါ။ဒါပေမဲ့ငမန်းကလည်းတိုင်းတွေပါတက်နေတာပါ ဟာမင်းကတိုင်းနေပါတက်နေရပေါ့လေတွေ့မယ် ။အရှမ်းကိုဖျက်အားကောင်းတဲ့ဒုံးတွေနဲ့ထုလိုက်တာမလို့ငမန်းကြီးလည်းမမှန်းနိုင်တော့ပဲရှော့သွားပါလေရော။ကန်းချီကလူတွေလည်းငမန်းကြီးတေးသွားတာမြင်လိုက်ရတော့အရှမ်းတွေပျော်နေပါတယ်။ဆာကူရာကန်းချီလည်းတစ်ခါပြန်သားရသွားခဲ့ပါတယ်။ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။ဆာကူရာဇလန်းတွေကြိုက်တဲ့သူတွေက channel လေးကို subscribe လုပ်ထားပေးပါအောင်ရှင်။ဒီ channel မှာဆာကူရာဇလန်းကောင်းတွေအများကြီးကိုတင်ဆက်ပေးပါမယ်ရှင်။